안녕하세요 여러분. AK 한국어 학원에서 환영합니다. 디니 뼈뼈비 마가로 관용어 디 topic 사무부에리 마솔루션이 관용어의 속담내가 이지의 에세이바이니 마바위네 보노 디게 디 관용어리 속담니고 나래래 솔루션이 디 readings တွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ဖြေနိုင်မယ်ပေါ့အဓိကဖြင့်ဒီ listening မှာဆိုလို့ရှိရင်တချို့နေရာတွေမှာဒီ idioms တွေပါဝင်နေပေါ့နော်အဲ့တော့ဒီနေ့ကတော့နုနဲ့ပတ်သက်တဲ့ကွမ်းညုံနုနဲ့ပတ်သက်တဲ့ idioms 10လုံးကိုဒီချက်ရှင်းပြပေးမယ်ဒီဟာကလည်း topic မှာတော်တော်များများလေးမေးတတ်တဲ့ပေါ့နော်ဒီ idioms လေးတွေဖြစ်တယ်အဲ့တော့ဆက်ပြီးလေ့လာကြည့်မယ်နော်ကဲနုနဲ့ပတ်သက်တဲ့ဟာမှာဆိုရင်ပထမအောင်ဆုံးကဘာလဲဆိုရင်နုနီနုပတာဗမာသုံးလဲဆိုလို့ရှိရင်နံပါတ်1အမြဲစူးရှားတဲ့နေရာတွေမှာသုံးတယ်နံပါတ်2ဘာလဲဆိုကိုကတခုခုကိုရွေးချယ်တဲ့အချိန်မှာစံနှုန်းမြင့်မာတီဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်ပေါ့ဥပမာအပြင်ကိုကဒီလူတယောက်ကိုရွေးချယ်တဲ့အခါမှာပဲဖြစ်ဖြစ်ပစ္စည်းတစ်ခုကိုရွေးချယ်တဲ့အခါမှာပဲဖြစ်ဖြစ်ဘလို့စံချိန်စံနှုန်းတွေရှိရမယ်ဆိုပြီးတော့မြင့်မာထားတာကိုနိုနီနိုတာကဲနံပါတ်2ပါလဲဆိုရင်နိုနီမန်တာကဲအဲ့တော့ तू ကဘယ်လိုမျိုးလဲဆိုရင်ဒီတိုင်းပြောရလို့ရှိရင်တော့မျက်လုံးတွေများတယ်ပေါ့နော်အဓိပ္ပာယ်ကတော့မျက်လုံးများတယ်လို့ပြောတာမဟုတ်ပါဘူး။ဘာလဲစောင့်ကြည့်တဲ့သူတွေများတာကိုပြောချင်တာ။ဥပမာအဖြစ်ဒီနာမည်ကြီးတဲ့လူတွေဆိုလို့ရှိရင်သူတို့ကိုစောင့်ကြည့်နေတဲ့မျက်လုံးတွေများတယ်။စောင့်ကြည့်နေတဲ့သူတွေများတယ်။နော်အဲ့လိုမျိုးကိုပြောချင်တာဖြစ်တယ်။နံပါတ်3နိုနီအော်တူတာဗမာသုံးလဲဆိုရင် तू ကနံပါတ်1ကအသက်ကြီးလာတဲ့အချိန်မှာအမြင်တွေဝေဝါးတယ်ဆိုတဲ့အချိန်မှာလဲသုံးတယ်နောက်တစ်ခုသုံးတဲ့နေရာကဗမာလဲဆိုရင်လောဘကြောင့်အမှားအမှန်ခွဲခြားနိုင်မှုကြာဆင်းနေဆိုတဲ့နေရာမှာလဲနိုနီအော်ဒုတာကိုသုံးတယ်နော်နံပါတ်4နိုနေဒူတာကဗမာသုံးလဲဆိုလို့ရှိရင်အထက်လူကြီးတွေရဲ့သဘောကျမှုကိုခံရတယ်ဒါမှမဟုတ်ရင်အတိအမှတ်ပြုခံရတယ်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်တယ်နုနဲ့ခြာတာကဘာလဲဆိုလို့ရှိရင်သူကစိတ်တိုင်းရဖြစ်တဲ့သဘောကျတယ်ပေါ့နော်အဲ့လိုမျိုးစိတ်ကြိုက်ဖြစ်တဲ့သဘောကျတယ်နော်အဲ့ဒါကိုသုံးပါတယ်နုနဲ့ခြာတာနောက်တစ်ခုကနုနဲ့ဣတာကဗမာသုံးတာလဲဆိုလို့ရှိရင်သူကဒီမျက်မှန်းတမ်းမိတယ်ပေါ့မျက်မှန်းတမ်းမိရဲသူကမြင်ချင်းတမ်းပြီးတော့သိတယ်မျက်မှန်းတမ်းမြင်နေဆိုတဲ့ဟာမှာသုံးတယ်နောက်တစ်ခုကနုနဲ့ဆောနာတာကဗမာသုံးတာလဲဆိုတော့အတိတ်ကအမှတ်တရားအဖြစ်ပြက်တစ်ခုခုကိုပြန်ပြောတဲ့အချိန်လေးမှာအသုံးများတယ်ပေါ့နော်ဥပမာအဖြစ်ကိုကဒီအတိတ်ကဒီအမှတ်တရတွေကိုကထင်းထင်းရှားရှားပြက်သားနဲ့မြင်ပြီးတော့အခုအချိန်မှာပြန်ပြီးသုံးတယ်ပြောရလို့ရှိရင်တော့ကွယ်အလွယ်ဆုံးပြောရရင်အတိတ်ကအမှတ်ရစရာတွေကိုပြန်ပြီးတော့ပြောတဲ့အချိန်မှာသူ့ကိုသုံးတယ်နော်နဲ့စောနာတာနောက်တစ်ခုနုံကိုဒိုဆေအော့တာသူကဗမာသုံးတာလဲဆိုလို့ရှိရင်မှစားတောက်ဆိုင်မှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်လက်မလဲအောင်အလုတ်ရှုပ်တဲ့အချိန်လေးမှာသုံးတယ်ဥပမာစားတောက်ဆိုင်ဆိုရင်နေ့လယ်12နာရီဆိုစားသုံးသူတွေများလာလို့ဒီလက်မလဲအောင်အလုတ်ရှုပ်တယ်ပေါ့ဥပမာနောက်တစ်ခုကအိမ်မှာဆိုလို့ရှိရင်လည်းအိမ်အလုတ်တွေနဲ့ကိုကလက်မလဲဘူးပေါ့အလုတ်ရှုပ်နေတာလက်မလဲဘူးအဲ့လိုမျိုးပြောချင်တဲ့ဥစ္စာမှာဆိုရင်နုံကိုတိုးဆဲအော့တာနော်ဒါအိမ်မှာလည်းသုံးလို့ရတယ်စားတောက်ဆိုင်လည်းသုံးလို့ရတယ်ရုံးအလုပ်လည်းသုံးလို့ရတယ်နော်ဗမာမျိုးဆိုအလုပ်လက်မလဲအောင်အလုပ်များတယ်ဆိုရှင်သူ idiom ကနုံကိုတိုးဆဲအော့တာနုံပူချီတာကဗမာသုံးတာလဲဆိုလို့ရှိရင်ကိုကဒီတမိန်လေးမှိန်းကျင်တယ်ပေါ့တမိန်မှိန်းတယ်ပေါ့ပြောရင်တရေတမောမှိန်းတယ်ဟိုဆေးတောက်ထားတဲ့အတွက်ကြောင့်မို့လို့တရေတမောမှိန်းကျင်တဲ့အခါမျိုးပဲဖြစ်ဖြစ်ကိုညာဒီအေးပြတ်ထားလို့နေကင်းလေးလည်းမှာတရေတမောမှိန်းတယ်ပဲဖြစ်ဖြစ်เนาะအဲ့လိုမျိုးအချိန်မှာဆိုရှင်เนาะနုနုပူချီတာနောက်တစ်ခုကနုနုဆိုကီတာကဘာသုံးတာလဲဆိုလို့ရှိရင်သူကနီးလန်းတစ်ခုခုကိုသုံးပြီးတော့လူတွေကိုလှည့်စားတဲ့
အခြေအနေမှာဆိုလို့ရှိရင်တော့နိုနုဆိုဂီတာကိုသုံးတယ်ဥပမာအပြင်ကိုကဒီပစ္စည်းတစ်ခုဝယ်လိုက်တယ်ပေါ့ကွယ်ဒီပစ္စည်းကိုပြထားတာကတော့ဘယ်လိုရှိရဲဘာရှိရဲပေါ့လေဘာညာဒါပေမဲ့တကယ်ဖွင့်လိုက်တဲ့အချိန်မှာပစ္စည်းကဘူးတစ်ဝက်ဖဲပါတာတို့နောက်တစ်ခုကကျတော့ဒီမုံတွေဝယ်စားဆိုမုံကအထင်းနည်းနည်းပဲပါတာတို့မုံကသေးနေတာပဲเนาะအဲ့လိုမျိုးဆိုလို့ရှိရင်ဒါလှည့်စားတယ်ပေါ့လူတွေကိုအဲ့ဒါဆိုရင်နိုနုဆိုဂီတာအဲ့တော့ဒီ EDMs 10လုံးကိုတည်တည်ချာချာရအောင်လေလုပ်ထားပါပေါ့နော်ဒီ channel ဒီမှာဆိုလို့ရှိရင်လည်းဒီ topic တွေနဲ့ပတ်သက်တဲ့ဒီ EDMs တွေနောက်တစ်ခါကျတော့စကားပုံတွေ vocab တွေ EDM နောက်တစ်ခါကျတော့ဒီ monbop တွေကိုဒီချက်တက်နိုင်တဲ့၍မျှဝေပေးသွားမှာဖြစ်ပါတယ်ကဲအဲ့တော့ဒီစာလုံး10လုံးကိုနားလည်လိမ့်မယ်လို့လေမျှော်လင့်နေထင်နေပေါ့နော်감사합니다. 오늘도 수고하셨습니다. 다음 수업에서 만나요.